အားလုံးပဲမင်္ဂလာပါဗျ Techie Fatty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ data center တွေမှာဒီ server rack တွေကိုတွေ့ခဲ့တယ်ပေါ့ဗျာဥပမာဒါမှမဟုတ်ရင်ကိုရုံးခန်းမှာတွေ့ရှိလို့ rack တွေပါထောင်းတယ် rack တွေပါဆင်ပြီးတော့ကျွန်တော်တို့ကြိုးတွေပါဆွဲတယ်ပေါ့အဲ့တော့ခါကြလို့ရှိရင်ဒါဒီဗီဒီယိုက senior တွေကိုမရည်ရွယ်ဘူးเนาะ junior တွေကိုအဓိကထားပြီးပြောချင်အဲ့တော့ကျွန်တော်တို့တွေနောက်ဘက်ကြိုးထိုးတဲ့ကျိုးအပေါက်ကြီးတွေ့ဘူးလေဒါပေမဲ့အပြင်မှန်းကျင်တော့ switch ပေါ့ဗျာဒါပေမဲ့သူ့အနောက်မှာတွားကြည့်လို့ရှိရင်ရက်စစ်ပြီးလဲကျွေးကြရမလို့ဘာမှလုပ်ရမလို့နောက်ကျိုးတက်လို့ရတယ်ထိုးလို့ရတယ်အဲ့တော့ဒါပါလေလဲဆိုရင်ဒါ patch panel ဒီနေ့ဗီဒီယိုကကျွန်တော်တို့တွေဒီ server rack ထဲဒီမှာပါတဲ့ patch panel ဆိုတာဘာတွေလဲဒီသူ့ကိုသူ့သားအကိ server rack ဒီမှာမထည့်ခဲ့လို့patch panel တွေဒါမရှိခဲ့ဘူးဆိုလို့ရှိရင်တော့ ID သမားတွေဘယ်လောက်တောင်ဒုက္ခရောက်လဲဆိုတာဒီဗီဒီယိုထဲမှာပြောပြပေးသွားမယ်အဲ့တော့စလိုက်ကြအောင်အလွယ်ကူဆုံးမြင်အောင်ပြောရမယ်ဆိုရင် patch panel ဆိုတာကရုံးဒီအကုန်ရုံးဒီရုံးခန်းထဲမှာရှိသမျှဒီနောက်ပေါ့တွေကထွက်လာတဲ့ကြိုးတွေအကုန်လုံးကိုစုစည်းထားတဲ့နေရာအဓိကအားဖြင့်ဆိုလို့ရှိရင်ပြန်ပြီးတော့ distribute လုပ်ပြီးတယ်ပြန် manage လုပ်ပြီးတဲ့နေရာလို့အလွယ်ကူဆုံးပြောလို့ရတယ်ဥပမာအနေနဲ့ကျွန်တော်တို့တွေဝန်ထမ်းခုံတွေပြီးနေရာတွေမှာရှိတဲ့ data ပေါက်တွေရှိမယ်ဥပမာခါကြလို့ရှိရင်ကျွန်တော်တို့တွေ cubicle တွေရှိတယ်ပေါ့ဗျာခါကြလို့ရှိရင်တော့စပွဲတွေပေါ်မှာနောက်ထိုးလို့ကြိုးထိုးလို့ရတဲ့အပေါက်လေးတွေရှိတယ်အဲ့အပေါက်တွေကဘယ်ကလာလဲဆိုတော့ကျွန်တော်တို့တွေဒီရုံးခန်းရဲ့ကျန်း floor မှာကျွန်တော်တို့တွေဒီပန်နယ်ပြားရိုက်ပြီးတော့လာတာဖြစ်အပေါ်ကနေပြီးတော့ကျလာတာဖြစ်အဲ့တော့အဲ့ကျလာတဲ့ကြိုးတွေကဘယ်ကနေတစ်ဆင့်မြေပြားခံလဲဆိုရင်ကျွန်တော်တို့တွေ server တွေနေလာတယ်အဲ့ဒီ server တွေထဲမှာကြာတော့ patch panel တွေထဲမှာဒီ network cable တွေကိုဒီ network ကြိုးတွေကိုရိုက်ထားတယ်အဲ့တော့ဒီရုံးခန်းတစ်ခုလုံးကလာတဲ့ဒီကြိုးတွေကိုစီမံခန့်ခွဲရလွယ်ကူအောင်ဆိုလို့ရှိရင်ကျွန်တော်တို့က patch panel ကသူ့ရဲ့အနောက်ဘက်မှာ fish ပုံတွေထားပြီးတော့ကျွန်တော်တို့တွေကတခါလေးအပိရိုက်ပလိုက်တယ်အဲ့တော့ဒါဆိုလို့ရှိရင်ဘေးချရှိလာတာကအဲ့တော့ switch patch panel မတော့ဘူးအဲ့ဒီမှာ switch တွေလည်းရှိတယ်အဲ့တော့ switch ပဲတုံးလိုက်ဘာကြောင့် patch panel မှာအချိန်ကုန်ခံပြီးတော့လူအပြင်မှန်းခံပြီးတော့ငါတို့တွေတွားရိုက်ပါလေမေးတယ်အဲ့တော့ကျွန်တော်တို့တွေကလူတွေဆိုအလုံးလောက်ကြတယ်လုံးကြလို့ရှိရင်တော့ဆက်ရုပ်တွေလိုမျိုးတမတ်ထဲမထိုင်နိုင်ကြဘူးအဲ့တော့ခုံလေးနည်းနည်းရွှေ့တယ်ခြေထောက်လေးချိတ်ပြီးထိုင်တယ်နောက်ရှိရင်တနေရာနဲ့တနေရာလေးတွားပြီးတော့ကျွန်တော်တို့အာလူလေးပါလေးဖုတ်တယ်ပေါ့ဗျာအဲ့တော့တွားတဲ့အချိန်မှာခလုတ်တိုက်သွားတယ်လို့ပါဆိုရင် patch panel ကရှင်းတယ်လေသူကဘာမှပျက်စီးစရာအကြောင်းမရှိဒီ panel တွေကမသက်ကကျိုးပြုတ်သွားရအောင်ပဲအဲ့ဟုတ်ပါပြီကျွန်တော်တို့ကျိုးက special မှာ10ကုန်းစာချီတာကျိုးလုံးအဲ့ဒါကိုခလုတ်တိုက်ပြီးလဲသွားဆိုရင်ဒီ switch ကြီးကဝုန်းလို့ထောက်သွားလို့ရှင်တော့ဒီ switch ကဘယ်လိုရောမလဲရှင်းလေးပဲဒါမျက်လုံးနဲ့မြင်အောင်ပြပြတာခဏအဲ့လိုဖြစ်နေလို့ထားပါတော့ကိုကအရန်ပတ်စံရှိတယ်ဆိုရင်တော့တမျိုးပေါ့မဟုတ်ဘူးကိုကဒီ switch ဒီဥမာ switch ကိုတော့မှ manage switch ကိုဖြစ်မိအောင်ဝယ်ထားတဲ့လူမျိုးကျွန်တော်တို့အမှဒီအဲ့တိုက်မိတဲ့လူကိုဒီဝယ်ထားရတဲ့လူကထားပြီးတော့မပြောတော့ဘူးဗျာအဲ့တော့ဒီဒုက္ခတွေကနေကင်းဖို့ဆိုလို့ရှိရင်တော့ patch panel တွေကဂျားကနေကူပေးတာအဲ့တော့သူကရုံးခန်းထဲကလာတဲ့ဒီကြိုးတွေအကုန်လုံး patch panel အနောက်မှာသူအတိတ်ရိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီ patch panel ရဲ့ဒီခလုတ်တွေကိုကြိုက်တဲ့လောက်ခလုတ်တိုက်ပြီးလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်လည်းဝင်ပြီးတော့ပဲရွှေ့လို့ညှိသွားတာပဲဖြစ်ကြိုးမှာခောက်သွားလို့ data မသွားတော့လို့ကြိုးလဲလိုက်ရတာတော့ပဲတော့ရှိမယ်အဲ့တော့နောက်တစ်ခုကကြတော့ဒီ patch panel မှာရိုက်တဲ့ကြိုးတွေကနောက်ကြိုးခါကျရင်နောက်ကြိုးတုံးရိုက်တယ်တခါတလေကြလို့ရှိရင်တော့ patch cord လို့ခေါ်တဲ့ကြိုးတွေpatch cord ကတူလေးတွေ1 meter 2 meter တူတယ်ဆိုရင်တကယ်တည်းကျတော့1 meter 2 meter ဆိုရဲပမာဏကဒါတူတယ်လို့မခေါ်ဘူးပေါ့ဗျာအဲ့တော့ကျွန်တော်တို့တွေက switch တွေပဲဖြစ်ဖြစ် router တွေပဲဖြစ်ဖြစ်ပြောလို့ရှိရင် server တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ HC run ကြတယ်ပေါ့ဗျာ HC run ကြတဲ့အချိန်မှာ server 1 နဲ့ 2ကအပေါ်အောက်ထပ်ထားတယ်ဒီ1နဲ့2ဒီအဓိကဒီ switch တွေအပေါ်အောက်ကို data အကူးပြောင်းကိုနောက် cable နဲ့မချိတ်တော့ဘဲနဲ့ဒီ patch cord နဲ့တော့တုံးပြီးသွားတာတယ်
အဲ့တော့ဘာဖြစ်သွားလဲဆိုရင်နော်ဒီ network cable အတွက်ကိုတိတိုင်ရိုက်ချင်လို့တော့ဒီ network cable ကခောက်တာများလို့ရှိရင် data transfer မမိတာတို့ file ပြည့်စုံပါမလားတော့ data loss ဖြစ်တာဒါမျိုးတွေဖြစ်တတ်တယ်အဲ့တော့ patch panel ကျတော့သူကကြိုးကပျော့လေးအဲ့တော့ဘာဖြစ်သွားလဲဆိုတော့ဒီ check လောက်ခောက်တာဒီ panel ဒီ patch ကကျတော့ကြိုးပျော့တဲ့အတွက်ကြောင့်မို့လို့ check လောက်ခောက်တော့ data က loss ဖြစ်သွားနေလို့ရတယ်အဲ့လိုလုံးလိုက်တဲ့အတွက်ကြောင့်မို့လို့ဥပမာဝန်ထမ်းတယောက်က maybe ပေါ့ဗျာတယောက်ကဥပမာ junior ကနေ senior ပြောင်းသွားတယ်အဲ့ဒီ junior တွေနေရတဲ့နေရာမှာမနေရတော့ဒီနေရာပြောင်းသွားတယ်ဆိုရင်တော့ဒီ line မမိလို့ light စစ်ချင်တာပဲဖြစ်နေရာပြောင်းလို့ဒီ light ရွှေ့ချင်တာပဲဖြစ်ဆိုရင်ဒီ patch pan တွေကအပေါ်မှာပါတဲ့ port number လေးတွေကြည့်ပြီးတော့ဒီအရှိကဒီကျွန်တော်ခုနက run ထားတဲ့ patch code လေးတွေကိုအဖြုတ်တက်လုပ်ပြီးတော့သုံးလို့ရတယ်အဲ့တော့ကျိုးရှည်ကြီးတွေကိုလိုက်ပြီးတော့ဒီအနောက် patch pan နဲ့အနောက်ကကျိုးရှည်ကြီးကိုတွားပြီးတော့လိုက်ထိုးစရာမလိုတော့အဲ့တော့ဘယ်ဟာသုံးလဲဆိုတာကိုမျက်လုံးနဲ့မြင်လို့ထင်တယ်အဲ့တော့အနှစ်ချုပ်လိုက်မယ်ဆိုလို့ရှိရင် patch panel ဆိုတာကဒီ data တွေကိုစီမံပေးတာမဟုတ်ဘူးမင်းကခုနကကျွန်တော်အရှင်းမဗီဒီယိုကျွန်တော်ပြောခဲ့သလို VLAN ခွဲပြီးတော့မင်းကဘယ် data တော့ဘယ် data တွေကသူလုပ်ပေးတာမဟုတ်သူကသူ့ရဲ့ရည်ရွယ်ချက် patch panel တောင်းတဲ့ရည်ရွယ်ချက်ရှင်းလေးရဲ့ network ကြိုးတွေကိုတည်တက်နဲ့ maintenance လုပ်ရ level ကိုပြီးသွားလို့ရှိရင်ကျွန်တော်တို့ဈေးကြီးတဲ့ဒီ network ပစ္စည်းတွေစက်ပစ္စည်းတွေကိုရေးရှိအကျန်းခံအောင်ပါဝင်ပေးထားတဲ့တော့ cable management ပေါ့ဗျာ။ cable management မရှိလို့ရှိရင်လည်းဘယ်လောက်ထိအာရုံလောက်တယ်ဆိုတော့ကျွန်တော်အရှိရဗီဒီယိုမှာပြောခဲ့ပူပါတယ်။အဲ့တော့သူ့ရဲ့ရွေချက်ဒါပဲเนาะဥပမာ switch တွေလိုမျိုးVLAN ခွဲတွေပါနေတာသူကိစ္စမဟုတ်ဘူး။သူလုပ်ချရတယ်မဟုတ်ဘူး။အဲ့တော့ဒီဗီဒီယိုတွေကတော့ဒီလောက်ပါပဲ။ IT နည်းပညာနဲ့လုပ်ငန်းဝင်ဆိုင်ရာဗဟုသုတတွေကိုမြန်မာလူရိုးရှင်းနဲ့ပြောတာနားထောင်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Techie Fatty channel လေးကို like follow နဲ့ subscribe လုပ်ထားကြဖို့မမေ့ပါနဲ့အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်အောင်တော့ပါ